တာနှောင်းဝချမ်းသာကြတယ်လို့ခင်ဗျားတို့တွေလည်းပဲနောက်ဘဝစိတ်ချမ်းသာကိုချမ်းသာတဲ့အကျိုးတွေကိုခံစားရမယ်ပြီးတော့ချမ်းသာကြည်ခြင်းအသက်ရှင်ခြင်းဆင်းလာခြင်းချမ်းသာကြည်ခြင်းခွန်အားကြည်ခြင်းတန်ဃာတော်အရှင်မြတ်များသည်ဘယ်လိုပဲစာပေပရိယကျမ်းဂန်အထုတ်ခြင်းတော်လဲဆွမ်းမဖုံးပေးရရင်မသင်ကြနိုင်ဘူးဗျအားမရှိလို့ဒါကြောင့်တန်ဃာတော်အရှင်မြတ်များဆွမ်းလှူလိုက်ရသဖြင့်ဒီဆွမ်းကိုဖုံးပေးရကအပြည့်တင်ပြီးတော့စာပေကျမ်းဂန်သင်ကြားနိုင်တယ်လို့တရားနာပရိသတ်ကြီးခွန်အားလှူရရောက်တဲ့ဖြင့်နောက်ဘဝမှာခွန်အားကြီးတဲ့အကျိုးခံစားရပြီးတော့တန်ဃာတော်ရှင်များသင်ကြားလို့ဒီဆန်းစားပြီးတော့ဒီပညာဒီစာပေတွေသင်လို့ဉာဏ်နဲ့ထက်မြက်ပြီးတော့ပိဋကတ်သုံးပုံကိုတစ်ဖက်ကန့်ခတ်တတ်နိုင်တယ်လို့ခမည်းတော်မလဲပဲပညာကြီးတဲ့အကျိုးတရားခံစားရတယ်ဗျဒါကြောင့်သက်ရှိဆင်းလာချမ်းသာရဗလဉာဏ်ပညာဒီအကျိုးတွေခံစားရအဲ့ဒီဆန်းကြုံ၅ပါးဘုရားကိုယ်တော်မြတ်ဟောလို့ဟောပြီးတဲ့နောက်ဆုံးဖယားပြန်အကြွမှာမဟာရုပ်ကြီးမြတ်တော်ပဲခံပြီးကျောင်းတော်လိုက်ဖို့ပေသာကြီးဘယ်လိုက်ဖို့ပါလိမ့်အဲကျောင်းတော်လိုက်ဖို့တယ်ဗျကျောင်းတော်လိုက်ဖို့တော့တရားနာပရိသတ်ကြီးတလိဋ္ဌအိမ်မှန်နေဘုရားမြတ်တော်ပဲကြီးနဲ့ဘုရားကိုယ်တော်မြတ်ကျောင်းတော်မြတ်တော်ပဲကပ်ပြီးတော့အိမ်ပြန်အလားလင်မယားနှစ်ယောက်အကျွေးအကြံကလေးတွေစတောင်းပြီးတော့အေးရပြက်တာနဲ့တမင်းတော့အိတ်ကြတရားမင်းကလည်းပြန်သွားပြီဟောကျွတ်တို့ဝတ္ထုသမ္မာပုဂ္ဂလသမ္မာကုဏတိရိကသမ္မာစေရနာသမ္မာလေးချက်ကဒီနေရာတပြိုင်တည်းကြသဗ္ဗညုမြတ်စွာဘုရားကိုတော်တိုင်းလှူရသဖြင့်မဟာရုပ်တို့ဇနီးမောင်နှံအိတ်နေတုံးပြုံးနဲ့ကောင်းကင်ကရတနာမိုးတွေရွာချအိမ်နဲ့ဒုစစ်ပေါင်နဲ့အကုန်ပြည့်ကိုဝင်းချိန်လို့ရတနာ9ပါးမိုးရွာချလိုက်ဘသူကအရင်လို့တို့ဆိုဒလိဋ္ဌကလေးကလူးလွန်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ယရနာအယောင်တွေဝင်းထိန်ရှင်းနေတာလည်းမြင်လိုက်ရောဟောကိုမဟာတို့သူမလေးကျွတ်တော့အင်းကြီးမီးလောင်မီးတော့ဟေးဘယ်လိုอ่ะမဟာတို့ကြီးကအိမ်မုံစုံမနဲ့လှမ်းသွားခက်ပါပြီနမရေဘယ်ကမီးဟုတ်ရမလဲကွဟောမလေးမြတ်သဘိလူတဲ့ဆွမ်းဒါနာငါတို့အစွမ်းကုန်အကျိုးပေးပြီးနဲ့သူရဲ့ယရနာတွေအိမ်ရောက်လာပါဘောလားဒလိဋ္ဌဝန်တာလုံးလို့ဝန်တာပေမဲ့လို့နည်းနည်းလေးမျက်နှာလေးမှိန်သွားနမရေသူကုသိုလ်နဲ့တို့ချမ်းသာတာပေမဲ့လို့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်လက်အောက်မှာတို့ရှိနေရသဖြင့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာငါတို့ယဟန်ရှင်လူတွေရဲ့မိဘတိုင်းသူပြည်သားတွေရဲ့မိဘမို့ငါတို့အမတန်ဆင်းရဲတဲ့မဟာဒုက္ခဝနဲ့ရွှေတရွေးသားမှမရှိဘဲနဲ့ယရနာ9ပါးအိမ်မှာလာပြည့်နေတဲ့ဆိုရင်အပြစ်မလွတ်ဘူးတို့မင်းပြည့်မင်းတန်သိလိမ့်မယ်တို့နဲ့မတန်ဘူးလာဘယင်ခံသွားအကြစို့သဘောကောင်းတာမဟာဒုက္ခတို့အဲယရနာတွေသဘောကောင်းတာဘယင်သွားအကြဘယင်သွားအတော့ဘယင်ကဟဲ့မင်းတို့ဘာကုသိုလ်ပြုမှန်လားပါဗျာဘယင်ကိုယ်တော်တိုင်မြတ်ကပိအတနာခံမှုစောင့်ရင်းနဲ့ခန္ဓာကူရီတိုက်တွင်းကဖယားကိုယ်တော်မြတ်ရွှေလက်တော်နဲ့ကမပြီးတော့အလိုက်တဲ့မြတ်တပိသန္တာနာလှူမိကြောင်းပါဗျာအေးဘုရားကြီးမင်းကုသိုလ်နဲ့မင်းဖြစ်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာအမေလူလို့မေ့ကျိုးပဲနဲ့မေ့အိမ်နဲ့လာရောက်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာငါလည်းဘာမှမဆိုင်မဲနဲ့ကဲမဟာတို့ရော့အကုန်ယူသွားအဲဘယင်ကလည်းသဘောကောင်းတာပြန်ပေးလိုက်ဘုရားကအတကြီးကလည်းပြန်ပေးယုံတင်မကတော့ဘူးပြိဿဟဲ့ငါတိုက်ကြေတွင်ယရနာမိုးရွာချတဲ့တထေသူလောက်ချမ်းသာတာဘယ်သူရှိတော့မရှိပါဗျာအေးကွယ်ထားခဲ့မဟာဒုတ်တို့ဇနီးမောင်နှံငါတိုင်းပြည်ယရနာမိုးရွာချတဲ့သူလိုချမ်းသာတာမရှိလို့ဒီကနေ့ကစပြီးတော့တထေထီတောင်းတယ်တကွာဟဲ့ပြီးပြီလားဘုရားတထေရဓုကအလိုက်ကြအလှပေးတာတထေဖြစ်သွားတယ်မဟာဒုတ်တို့ပေသာကြီးမဟာဒုတ်တို့အလှပေးတာဘာဖြစ်သွားတော့ဒါကြောင့်ရှေ့ပိုင်းတရားတော့အလှပေးတထေဖြစ်တဲ့တရားလို့မှတ်ကြဒိဋ္ဌဓမ္မအကျိုးပေးဒီထဲကျွတ်တို့တကောင်တရားဓမ္မတွေကဒိဋ္ဌဓမ္မအကြောင်းဟောတော့ဘုရား
တဲ့ရှေးတုန်းကများအကျိုးပေးတာဆွန်ကလေးတစ်နတ်နဲ့ဆွန်ကလေးတစ်ထပ်နဲ့ယရနာမိုးတွေရွာချဒီလိုများအကျိုးပေးမယ်ဆိုရင်တပည့်တော်တို့အခုတကားတကမတွေကတ်လိုက်ရတဲ့ဆွန်မသေးမချင်းလှူလိုက်ရတဲ့ဆွန်မသေးမချင်းတပည့်တော်တို့တော့ဒိဋ္ဌဓမ္မလက်ငင်းအကျိုးမပေးပါလားဗျာကျုပ်ဒီလိုလျှောက်ဖူးပါတယ်အမှန်တော့လက်ငင်းအကျိုးပေးတာသူတို့မသိလို့ပါဟောဘိသာကြီးကျုပ်မှာခဲ့မယ်လက်ငင်းအကျိုးပေးပါတယ်ဗျတန်ဃာတော်လှူတာလက်ငင်းအကျိုးပေးတာများသိကျင်ရင်လေဟောနောက်ရက်တန်ဃာ၅ပါးလောက်ဆုံးပင့်ကတ်ကြည့်ဆုံးပင့်ကတ်ကြည့်တန်ဃာဆုံးကတ်ကြတဲ့ကိုကဘိသာကြီးကျုံမင်းမဲ့စားနေကြချင်းမောင်ဟင်းငပိချက်နဲ့တော့ကတ်ရလားကပ်ပါဘူးဗျဘုန်းကြီးကောင်းကောင်းဖုံးပေးမှန်းပြီးတော့ကျက်သားလေးဖြစ်တော့ဝက်သားလေးဖြစ်တော့ဟင်းကောင်းလေးတွေနဲ့ကတ်ကြကတ်တော့ကျုံမင်းအောင်မဲ့တန်ဃာတော်တွေကအဲ့ဓာတွေအကုန်လုံးတတုံးမှမခံမဲနဲ့အကုန်လုံးညာဖုံးပေးသွားနိုင်ရလားပြိတ္တာဟာမဖုံးပေးနိုင်လို့ကြမ်းနေတာလေးတွေခင်ဗျားတို့မစားရဘူးလားလက်ငင်းမြမယုံရင်တဲ့ခင်ကဆုံးကတ်ကြီးပေါ့တန်ဃာတော်ကျက်သားဟင်းနဲ့ဆုံးကတ်တဲ့နေ့ခင်ဗျားတို့ကျက်သားဟင်းစားရမှာကတော့လက်ငင်းသေးကြပါပြီဆွေတရားဟောတယ်မအောင်မေးနဲ့ဆုံးကတ်ချင်းစိတ်လေးပါလေးပေါက်လာအောင်မှန်လားပြိတ္တာကြီးခင်ဗျားတို့ကျွတ်တို့နဲ့တန်တဲ့လက်ငင်းကတော့ဒါပဲကိုဗျဟိုကဖယားလှူရတာပစ္စေကဗုဒ္ဓလှူရတာခင်ဗျားတို့ကသမုတိတန်ဃာလှူရတာအမှန်တော့လှူတဲ့ခင်ဗျားတို့ကလည်းပုထုကံကျွတ်တို့ဘုန်းကြီးတွေကလည်းပုထုကြာတော့ကျွတ်တို့သာသနာနောက်ပိုင်းကျွတ်တို့ဘဝတွေကတော့ပူရင်ထူရင်ထူရင်ပူရင်နဲ့ဒီလိုပေကြဒါပေမဲ့လို့မသေးခင်ဥပနိတယအမိရပြီးတော့ဖယားပစ္စေကဗုဒ္ဓယဟန္တာတွေနဲ့တွေ့ပြီးတော့နိဗ္ဗာန်လျင်မြန်စွာဝင်ကျင်ကြလို့ဒီအလုပ်တွေကလုပ်နေကြပါစီမှန်လားရိသကြီးဟဲ့ဘာတို့ကြီးတို့တစ်သေးဖြစ်သွားပြီဘာဖြစ်သွားတို့ရိသကြီးဟဲ့ဒီတော့သန္တာနာတစ်ဆက်ထဲနဲ့ဘုန်းကြီးနည်းနည်းလေးဆက်ပြီးတော့ဟောကြပါလေတရားနာရိသကြီးဟောဒီသောတိတသန္တာနာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောမလို့အော်ကျတ်တို့ဂေါရမမြတ်စွာဘုရားနဲ့ကတ္တဗမြတ်စွာဘုရားဖယားနှစ်ဆူတို့ရဲ့အကြားမှာတစ်သေးကြီး၅ဦးဗျဒီသန္တာနာကျဲသွားပုံလေးဘုန်းကြီးပြောမလို့အဲ့ဒီတစ်သေးကြီး၅ဦးနာမည်ကိုကျုပ်ပြောမယ်နည်းနည်းလေးမှတ်ကြည့်စမ်းပါဒီကကြီးဆိုကြည့်စမ်းပါမင်္ဒကတစ်သေးကြီးသန္ဓဗဒုမဒေဝီသာဓနေစရတစ်သေးကြီးအဲ့ဒီမင်္ဒကနဲ့ကျွတ်တို့သန္ဓဗဒုမဒေဝီမှာပေါက်ဖွားတဲ့သားပေါ့အဲဆိုဆိုဓနေစရတစ်သေးကြီးသူမနာဒေဝီသူမနာဒေဝီဆိုတာချွေးမဓနေစရဆိုတာသားပြီးတော့ပြောလိုက်ကျွန်းပုံနာတိုင်းဘယ်နှယောက်တို့9ယောက်ရပါပြီတိုင်းထီတော့ကောင်းပြီရအဲ့ဒီတစ်ထင်း5ဦးနားမဆန့်တဲ့အကြောင်းတွေလာကြားတဲ့ကြဘုရားလက်စုကြားမှာဘာကြားတော့ဆိုတော့ဒီကနေ့ကနောက်3နှစ်ကျော်လို့ရှိရင်ဖြင့်အစာရည်စားငတ်မို့ခေါင်းပါတယ်ဒုဗိကန္တရကကြီးဆိုင်တော်မတဲ့ပိဿာကိုင်တစ်သေးတွေကျက်သိမ်းထားခေါင်းကြည့်သွားဟာမလေးကြောက်တရားကောင်းလိုက်ပါပြီတစ်သေးကတော့ဒီကနေ့ကနောက်3ရက်3နှစ်လွန်မြောက်လို့ရှိရင်တော့ငတ်မို့ခေါင်းပါတယ်ကကြီးဆိုင်တော်မတဲ့ဟေးဘယ်တော့မှမကြောက်ဘူးလားဒီတို့ကြားလာပြီဘယ်တော့မှမကြုံဘူးလားဒီတို့ကြုံလာပြီဒီကနေ့ကနောက်3နှစ်မြောက်ရင်ငတ်ပြတ်သေးချေပျက်စီးကုန်လိမ့်မယ်တဲ့တို့တော့အသေးမခံဘူးဟဲ့တထီးတွေကပဲရွှေတွေငွေတွေမထားနဲ့ရွှေတွေငွေတွေမထားကြနဲ့ဟေ့ဇဘာတွေဝယ်ပြီးတော့လှောင်ကြပါစို့ဟောတထင်း5ဦးဇဘာတွေဝယ်ပြီးတော့ကြည်အလုံးပေါင်း2500ပြည့်အောင်လှောင်ကြတယ်ဗျာဒီကကြီးလွန်မြောက်အောင်3နှစ်ကိုဗျ3နှစ်ကျော်ရင်ဒီကဆောင်ဒီကဆိုင်မှာဆိုတော့တရားနာပိသကြည်2500ဇဘာတွေလှောင်ကြကြည်2500ကပို့တဲ့ဇဘာတွေကိုပုတ်တည်တဲ့ထဲကြကြည်ဆိုတာကျွတ်တို့ခုခေတ်လို့ဆိုဂိုတော်မျိုးလိုဟာတွေပေါ့အဲ့ဒါမျိုးအလုံးပေါင်း2500အပြည့်လောင်သားဗျပြီးတော့ပို့တဲ့ဇဘာတွေပုတ်ထဲ
ပုတ်ထဲကပို့တော့တောင်းတယ်တောင်းတဲ့ကပို့တော့အိုးတယ်အိုးတဲ့ကပို့တော့ဆလောင်းတယ်ဆလောင်းတဲ့ကပို့တဲ့စဘာတွေကြတော့မြင်းညက်နဲ့နေပြီးတော့အိမ်နံရန်ကတ်ကြတဲ့ပြိဿမြင်းညက်နဲ့ကျွတ်တို့အင်္ဂလိပ်ကိုင်းတယ်လို့ပေါ့ဗျာညံနဲ့အခမ်းမသိလို့နောက်ဆုံးအစင်မပြေတာတွေခွာစားတာစားရမှာကိုင်းအိမ်နံရန်မြင်းညက်နဲ့ကတ်ကြဒီလိုနဲ့တရားနာပြိဿကြီးတစ်ထေတွေနေပြီးတော့လာလိုက်တာဒုဗေကန္တရကကြီးမဆိုင်ခင်မှာကြီး2500စဘာတွေစားလာလို့ကုန်ခဲ့ကြတဲ့ပြိဿကိုင်းကုန်နိုင်စရာမရှိပါဘူးခင်ဗျားတို့စဉ်းစားမှာပေါ့ဒါပဲဒီကုန်ပြီကသူတို့ဒီစားတာမှမဟုတ်ပဲနဲ့ကြီးကျွန်းတွေကနဲတာမှမဟုတ်ပဲနဲ့ကြီးကျွန်းတွေကအများကြီးကျွတ်တို့ဓနေစရတစ်ခေရဲ့ဓနေစရတစ်ခေဆိုတဲ့အဲ့ဒီမင်းတကတစ်ခေကြီးရဲ့သားရာဇဂိုမှာတစ်ခေကဥရှိတဲ့ဗိမိသာရမင်းရဲ့နိုင်ကတော်တိကသတိလကကုဏမင်းတကပုံနာတစ်ခေကဥအဲ့ဒါရောက်ဖရောမောင်းလဲနှမလဲဖြစ်တဲ့ကောသလဘုရင်ကြီးကဗိမိသာရရောက်ဖရောကြီးရဲ့ဆံမှာတစ်ခေသွားတောင်းငါတိုင်းပြည်တစ်ခေရတနာမရှိတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်မတတ်နိုင်ကတထေးတွေအာကိုရသည်ဆိုပြီးတော့တထေးရတနာတစ်ပါးထားပြီးတော့တထေးသွားတောင်းတော့ဗိမိသာရကမြေပေါင်းတထေးဖြစ်တဲ့တထေးကြီး၅ဦးကိုမပေးနိုင်ဘူးအမောင်ကောသလားဒါခေတယောက်ရောက်တော့ရမှပြန်မယ်ဆိုတော့ဓနင်စရပေးလိုက်တယ်မင်းတကာတထေးကြီးရဲ့သားပေးလိုက်တော့တာဝတိမြို့နေပြီးကျင်းလို့မင်းနေပြီဆိုတာအမတန်ချင်းကြောင်းလို့သူကိုယ်တိုင်မြို့တယ်ပြီးတတ်မှတ်ထားလို့တာကိတမြို့လို့ဒရင်စရတည်ပါတယ်အဲ့ဒီတာကိအမောင်တို့ကုန်ပြီကွယ်တော့ပြန်ကြတော့မင်းတို့လည်းငါမကျွေးနိုင်တော့ပါဘူးတနာတော့တနာလိုက်ပါရဲ့ငါ့ကိုမိခိုးပြီးတော့စားနေရတယ်ဘဝဒါပေမဲ့လို့မင်းတို့မြင်တဲ့အတိုင်းကြီး2500လောင်းလာတော့လေကုန်ခဲ့ပြီကွယ်တော့အမောင်တို့မကျွေးနိုင်လို့မင်းတို့ဘာသာရှားဖွေပြီးတော့စားကြတော့ဘာပြောတော့ခြေကျွန်းတွေကတထေးကြီးခမညာကျေနာတို့ပဲစီလာလို့ပဲစီသွားရမတော့တထေးကြီးကိုမိခိုးပြီးတော့စားလာခဲ့ရတဲ့ဘဝမို့ကျွန်တော်တို့သေရင်သေပါစေတော့ဘယ်မှမသွားပါရစေတဲ့တထေးကြီးခြေရမှအသက်ပြောက်ပါရစေဟုတ်ပါဘူးကွယ်မင်းတို့ဒီတိုင်းဆိုငါနှိမ့်ဆက်တယ်လို့ဖြစ်မှာပေါ့မင်းတို့မှမကြွနိုင်မဲနဲ့မင်းတို့ငါချေရင်ထားပြီးတော့ငါကလည်းအသက်ပြောက်ခံနိုင်မှာမလားအမောင်တို့သွားကြငါတနာလို့ရှိရင်မနှိမ့်ဆက်ကြပါနဲ့အဲ့ဒီတော့မှကြေးကျွန်းနေငိုးလို့ပြီးတော့ထွက်ကြတိုင်းသူတို့ပုံထဲကစဘာတွေအိုးတဲ့စလုံးတွေကစဘာတွေစားလာခဲ့ဒီလိုစားလာခဲ့တာတရားနာပိဋကကုံရောတဲ့ကျုပ်ဒုဗေကန္တရကကြီးဆိုင်လာတော့သူတို့ကြီး2500လှောင်တဲ့တထေးတောင်ကုံရင်ဆင်းရဲသားဆိုတော့ပြောကြမရှိဘူးချုပ်သေးကုန်မစားရလို့ငတ်တာနဲ့ချုပ်သေးကုန်အဲ့လိုသေးကုန်လုံးနဲ့မကဘူးတယောက်နဲ့တယောက်လူကြရက်ကြတိုက်ကြခိုက်ကြပိဋကကြီးကတ်သုံးပါဆိုတာကြောက်ကြကောင်းနော်ဒုဗေကန္တရကငတ်မောခေါင်းပါတဲ့ကဆိုင်လာရင်မစားရလို့ရှိရင်စားရတဲ့အစာစားတော့မစားတဲ့အစာတွေစားပြီးတော့မဖြစ်တဲ့ယောဂတွေဖြစ်လာတဲ့ယောဂန္တရကဆိုတာနောက်ကပါရဲ့နော်စားစရာမရှိလို့တောင်းပြီးတောင်းလို့မရရင်လူလို့မရရင်တိုက်ပြီးခိုးပြီးတိုက်ပြီးတိုက်လို့မရရင်တတ်ပြီးအဲ့ဒါလို့တယောက်တတ်တဲ့တတ်ထန္တရကဆိုတာလည်းလိုက်လာနိုင်ပြီးငတ်လာရင်ယောဂဖြစ်တဲ့ယောဂန္တရကတယောက်နဲ့တယောက်မစားရလို့တတ်တဲ့ကတ်ဆိုတာနောက်ကနှစ်ပါးပါနိုင်ပြီးဒါတော့တရားတော်ရိတ်တာကြီးအခုကြည့်တထေးကြီးကတော်ကြီးတို့သူ့ရင်ငတ်ကြတာမဟုတ်ပါဘူးတချို့သေးကုန်ကြပြီတို့တထေးမို့ဒီချိန်ထိအောင်ဒီလောက်ကြံပြီးတော့နေခဲ့တယ်ကြီးစားမောင်စားတော့လာတာလေးနဲ့ကုန်ခဲ့ပြီတို့ဘယ်လိုလုပ်ကြမလို့နဲ့ညီရင်ညူရင်နဲ့တရားနာပြေးကနောက်တထေးကတော်ကြီးသူ့အကြံနဲ့ကတ်ထားတဲ့အိမ်နံရံခွာချတော့မြင်းရက်ထဲကစဘာလေးတွေရေနဲ့ကျင်လိုက်တော့ရ9ယောက်စာလောက်ဒါပဲဒီစဘာလေးတွေလူခိုးမှဆိုလို့အိုးကလေးတွေထက်စလောင်းမုံလေးနဲ့ပိတ်ပြီးဟောမြေကြီးတွေမြုပ်ထားရကြောက်เสียကောင်းလားသာသနာ့ခင်ဗျားတို့จิตတို့သာသနာတော်ကြီးနဲ့ကြုံတော့စဘာမြေကြီးတွေမြုပ်เสียမလိုပါဘူးခင်ဗျားတို့จิตတို့ဒီကမျိုးကြုံဖို့လည်းမလွယ်ပါဘူးပြိဿနော်အခုရှိ
အဲ့ဒီမှာဖြစ်ကုန်ကြပြီဒီလိုမြေကြီးတွေကိုစလောင်းမုံလေးနဲ့ပိတ်ပြီးတော့စဘာကိုမြေကြီးတဲ့မြုပ်ရတဲ့ဘဝရောက်ခဲ့ကြပါပြီဒီကနေ့တော့ဘုရင်ထံကခစားပြီးပြန်လာတထေးကြီးကလည်းအစာဆာလုံးလို့ဟေးတထေးကတော့ကြီးဘာတော့တထေးကြီးရဲ့ဝဲစားကြရမရှိဘူးလားငါဝင်းနဲ့ပူလောင်လုံးလို့စားကြရမရှိဘူးလားလို့ဆိုတော့မြေကြီးတဲ့မြုပ်ထားတဲ့စဘာလေးတွေပေါ်ပြီးအခွန်ချွတ်လိုက်တော့ဒဇလဲတစ်ခွက်ပေါ့ဗျာ9ယောက်စာလောက်တော့ရတထေးကြီး9ယောက်တနတ်စာလောက်တော့ရပြီတော့အဲ့ဒါသမင်းရလို့ပဲချက်စားမလားဆံပြုတ်ဖဲတော့မလားတထေးကြီးဆံပြုတ်တော့မယ်ဆိုရင်တော့နတ်ပေါင်းများစွာတော့ရလိမ့်မည်သမင်းရလို့ချက်စားရင်တထထဲနဲ့ကုန်လိမ့်မည်ဒီတထပြီးတော့ဘယ်မှရှာလို့မရကိုလိုငတ်တဲ့လူတွေကြီးဆိုတော့သေဖို့သာရှိတော့တဲ့တထေးကြီးအေးကွာဒါပေမဲ့လို့ငါလည်းဆံပြုတ်ပဲတော့ငါမှတောက်ဖူးတာမှမဟုတ်ဖဲနဲ့ကန်လူမမာစာကြီးလူမမာဆိုနံမကွာဆံပြုတ်တော့ရတာနမရေတထေးတော်ကြီးသမင်းလာချက်တော့ဒီတထဝအောင်စားပြီးတော့ငါတို့နောက်ဘဝကပြုခဲ့တဲ့ဒါနတွေမတန့်ရှင်းလို့ဒီကလာပြီးတော့ဆက်ရတာမို့တထစားပြီးတော့ပြေပါစေတော့သမင်းလာချက်တော့သမင်းချက်ခိုင်းတထေးငါဦးသမင်းလေးတွေခူးပြီးပကံများတဲ့လက်နှိုက်ပြီးစားမလို့အပြင်းများဟောကောင်းကင်ကပြည့်စေကံဗုဒ္ဓရှင်များကြွလာလူကံဘုတ်ကိုကြွလာပြေကကြည့်နော်ဒီတလားစာရှိတော့တာမျောလင်းချက်လည်းမရှိတော့ဘူးပြည့်စေကံဗုဒ္ဓကြွလာပြည့်စေကံဗုဒ္ဓမြင်လိုက်တော့ဟာဟန်ကြပြီငါတို့ပြုခဲ့တဲ့ဒါနမတန်ရှင်းလို့ဒီကကြီးနဲ့လာကြုံတာတန်ရှင်းတဲ့ဒါနာကြီးငါတသမင်းတလက်စားနဲ့မစားဘဲနဲ့ပြုမယ်လှူမယ်ဟဲ့မင်းတကမင်းမစားနဲ့ဒီတနတ်စားပြီး9ရက်ပြည့်ရင်လည်းသေတော့မှာမစားလဲသေမှာစားလဲသေမှာဒါကြောင့်ဒီဒါနဒုတ်ကြီးကမင်းမြုပ်တော့ဟောဒီကမျိုးကြီးမဖြစ်အောင်ဆူတောင်းတော့တထဲကြီးမင်းလူတော့လို့တိုက်တွန်းစားဘူးကြလူကံပုဂ္ဂိုလ်လားခေါင်းမကြီးပါဘူးတနတ်စာရှိတော့ဘေးသားကြီးဟောတထဲငါးခုလူကံပုဂ္ဂိုလ်လာတဲ့ခေါင်းကြီးရဲ့ဒါဖြင့်တရားနာပြေသားကြီးရောဘုန်းကြီးဥသတိလတရားနာရတာခေါင်းမကြီးဘူးလားကြည့်ပါဘူးဗျာခေါင်းကြီးရင်လည်းသေးအောင်ဆံမင်းနေဖြတ်ပြဖို့ရှိကျွတ်တို့တတ်နိုင်တာလဲဒါပဲခေါင်းမကြီးလို့လည်းလှူနေကြတာပေါ့ဟောစောစောကဆိုရင်ကျုပ်ကားပေါ်ထိုင်းနေတော့ကဘေးသားမလာသေးလို့စောင့်တော့ဘုန်းကြီးကလည်းရောက်တာကြာပါပြီကားပေါ်တငုတ်တုတ်တုတ်နဲ့ဒီလမှာပေးမဖြစ်တော့လက်တရားဘုရားနဲ့လှုပ်စားမလို့ချမ်းတော့လက်ချမ်းတဲ့စောစောစားတော့အချမ်းသက်တာပေါ့အချိန်များများဟောရတာပေါ့ပိဋကကနောက်ဆွဲနေတော့ကျုပ်ကားပေါ်ထိုင်းနေတော့ဟိုးကျွတ်တို့ကြိုင်းတုံနေမိုင်းထက်ကဘိုလ်ကြီးသိန်းကြီးဒီမှာတာဝန်တစ်ခုနဲ့လာတော့မနေ့ကမှဗျာတဲ့အရှင်ဘုရားတရားတပည့်တော်နာရင်းနေတာကြာတော့လည်းပဲမနာရဘူးဗျအခုတော့ဖြင့်အခါခွင့်တင့်လို့တပည့်တော်မနေ့ကတော့တပိုင်းတစနောက်ပိုင်းမှာပဲနာရပါတယ်ဗျာတဲ့ဒါကြောင့်မို့တပည့်တော်ငွေအစိတ်နဲ့အရှင်ဘုရားကိုအခုတပတ်တစ်ခဲလှူပါတယ်ဗျစောစောကကျုပ်ကားပေါ်ထိုင်းနေတော့လာလှူပါတယ်ခေါင်းမကြီးပုံလေးထည့်ပြောနေတာပါကျွတ်တူရိတ်ကလည်းမနေ့ကတော့ကြည်ဆောင်ပါဗျာပြိုးခင်းခွင်ကျွတ်လောက်ရှိတဲ့ပရိသတ်ကငွေ200ရသွားတာကြီးမှပေါ့လှူလိုက်ကြတာ9ကျပ်30ဟိုအနှင်းရင်ကဆိုရင်ကျွတ်တူ30ဟိုနှစ်ကတော့ဘုန်းကြီးလာဟောတော့ကလည်းလှူတာပဲပြီးတော့ဒေါ်ပုတို့ကဆိုအစိတ်ပြီးတော့9ကျပ်ဆိုတာမှတ်မိတာတော့ပြောပေးမယ်လို့မမှတ်မိပဲနဲ့လှူကြတဲ့လူတွေအများကြီးမို့မနေ့ကပရိသတ်နည်းနည်းလေးနဲ့ငွေ200ပြည့်သွားပါတယ်ဒါကြောင့်ကျုပ်လာလို့ခေါင်းမကြီးတာတော့ကျုပ်ကိုယ်တိုင်သိရပါပြီမှန်လားပရိသတ်ကြီးဟဲ့တထေးကြီးထလှူရောပြတနတ်စာလေးတထေးကြီးတနတ်စာထလှူလိုက်တော့တရားနာပရိသတ်ကြီးကျောင်းလောက်လက်ကဗျဟဲ့တထေးကြီးငါကြီးမလူနဲ့မင်းဒီနတ်စာရှိတော့တာမင်းမို့တဝက်လောက်ချမ်းအောင်လို့မပြောတော့လဲပြောတကယ်လို့တဝက်လောက်လက်ကလေးကာဗျဟာရှင်းဗျာအကုန်အလှခံပါဗျတပည့်တော်ဒီဘဝအတွက်မစားရမှငဲ့ညာတော်မမူပါနဲ့အရှင်ဗျာတန်တရားအတွက်ချီးမြှောက်တော်မူပါဗျာလို့လူပုံလဲနော်လူပုံလဲနော်ဒီဘဝမချီးမြှောက်ပါနဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါဗျာအကုန်လုံးလောင်းလှူလိုက်လှူပြီးတော့ဆူတောင်းပုံလေးရှိတပည့်တော်သမင်းတနတ်သားကိုမစားပဲနဲ့လှူရသောကောင်းမှုကြောင့်ဟ
好的都会干的那干鸡牛白种啊，看嘛么就呀喽。那么恐怕的我别的把话白种嘛没有呀喽。这里头高人们个来就比了高人，马路那看门看来当人的人呢，今那头啊呀是哪里啊？工地呀马路一，啊西门呀路地的这三里嘛这样比呀马路一，但苏当比出来。然后他车个头那么三步有。遇到这个路上都搞不着，你干没就下马路，前面有灯笼在那苦苦比着追到那么公道过去下马路一，现在都比的第三类那个比下马路一，路来讲要用，喏，这样那边可以，那车干个啥路的？遇到好的等个三个路上都搞不着，你干没就下马路，当灯笼在那没有看的来背到那路的雄龙背路嘛，公道过去下马路一，现在都比的第三类吧比下马路一，路来。然后他车去嘛，那个山路的，遇到等那山路上都搞不着，你干没就下马路，路一个路呢，那个家里那比到路上那么公下马路，前面路对面那第三类马路对下马路一上来，你看中崩那条讲了，你看那路上那边在意，路比了，这遇到路上都搞不着，你干没就下马路，这遇到从多这城内呢，从那谁看嘛？来问来呀，东江的瓜比了，可那长呀吃呀马路一片，这里头的皮来呀老啊，好的心的看呀也解决那吃呀马路一片呀，地呀没人来亏吧的，干将啊将手边到哪？他不是嘞，将那说那个天啊，屋内来也这边离山南的将说了，但人家将嘛不分。顾客等你包的车，爱你将白美丽。啊，加上我爱你的车里也将皮钱那不，顾客干新年的车里也将所言白皮钱嘞。哎，一路当兵的路来讲，路边的这些个不是新年个，西单把西单都想开把门哇，咱们这都百年数别在路边的这些个不是变装。变抓到了这样那边的这些个不然啊，哦，刚兵干的嘛那当要熬，面对出来这看也就会都被这楼那个偷的这些个不然俺呀路上嘛，公那里都是面呀了，他不能话不记了不别，咱这样那边的也三呀份那个天啊乌哎呀个你比如这车子挪了咯，这车的逻辑，差来个哇，我那不让垃圾。啥子样里的苦劳မရှိဘူးလားအဲ့ဒီတော့တရားနာပြည်သက်ကြီးတစ်ဖေးကတော့ကြီးမျက်ရည်ဝိုင်းလာတနာလိုက်ပါပြီငါတနာလှကြီးရဲ့တစ်ထေးကြီးဘယ်တော့မှဒီလိုမညီဘူးပဲနဲ့ငါတို့ဘယ်လိုနည်းနဲ့မှတို့ဘဝမကုန်နိုင်ဘူးလို့တွက်ချေချထားတဲ့ပစ္စည်းတွေကုန်လို့အခုစားစရာတနတ်သားတောင်းမှမရှိတော့တဲ့ဘဝမို့တထဲကြီးကျုပ်တနာလိုက်လေချင်းဒါပေမဲ့လို့မရှိဘူးလို့လည်းသူ့ပါးကမထွက်ရဲဘူးဗျာမရှိဘူးပြောရမှာကြောက်သွားသမင်းအို9ယောက်သားစားဖို့ဖူထားပြီးပြစ်စစ်ကဗုဒ္ဓလှူလိုက်တာလေသူသိသားနဲ့ပြည့်ရကနဲ့မင်းနေတော့မရှိဘူးပြောရမှာလေသူကြောက်မှတ်ကြနော်စေတုံးကမရှိဘူးပြောရမှာသိကြောက်ကြည့်ဟိုကမရှိဘူးပြောရမှာကြောက်တော့ငါကိုယ်တိုင်ယူပြမယ်ဆိုပြီးအိမ်ထဲဝင်သွားတယ်ဟိုထမင်းအိုးလေးမပြမလို့ထမင်းအိုးလေးမပြမလို့မိဖို့တဲ့ဝင်သွားတော့ထမင်းတွေကစလောင်းမုံလေးကြွပြီးတော့အကုန်ပြည့်ဟောကြည်စားဟာထမင်းတွေပြည့်နေပါဖြစ်လားဟင်တစ်ထည်ကြီးပြမယ်တစ်ထည်ကြီးကိုငါဝအောင်ကျွေးလိုက်မယ်လေဝမ်းတာလုံးလို့လက်ကလေးနဲ့ထမင်းအိုးမပြီးတစ်ထည်ကြီးဟဲ့ဘာတော့ကွမလီကျုပ်လေကျွတ်တို့9ယောက်ဟောစားဖို့ပြင်ပြီးတော့ပြည့်စိတ်ခါဖို့လှူလိုက်တာတည့်ရသားနဲ့မရှိဘူးလားမေးတော့ကျုပ်ကမရှိဘူးဆိုတဲ့စကားပြောရမှကြောက်လုံးဝင်ကြည့်ခမင်းလေးပြည့်နေပြီတော့ဟောဒီအားရအောင်စားအားရအောင်ဝအောင်စားပြီးတော့လို့ခမင်းအိုးလေးကပြလိုက်တော့အခြေကြီးဝမ်းတာသွားဟာဟေးဒါပေမဲ့တို့တနတ်ဆန်လှူတဲ့ဒါနအကျိုးပေးပြီကွာခေါင်းစင်းမင်္ဂလာပြုပြီးကောင်းငင်မော့ကြည့်ပြီးလက်ခမောင်းခန့်တိုက်ကြီး1500စကားတွေကြည့်တခေးတော်ကလည်းပဲလက်ဝဲလက်နဲ့ကင်ပြီးတော့တရားနာပြေးတာဟောထမင်းအိုးလေးနဲ့လက်ရလည်းနဲ့ရောင်းမနဲ့ခူးကျွေးတာတပြေလုံးကျွေးတာကုန်မှုတဲ့ဗျာပေးစားကြီးသဘူးတွေတချို့လုံးကျွေးလိုက်တာထမင်းတိုးတဲ့နဲ့မကုန်ဘူးတဲ့ပေးစားကြီးခုခင်ဗျားတို့အဲ့ဒီထမင်းအိုးများမရကြဘူးလား
ရာချင်းဝေကြဒါရှိတာကိုဗျာဝဲမရမှာကျုံလည်းဘာတတ်နိုင်တဲ့ဘုန်းကြီးမဟုတ်ဘူးကြည့်တရားနာပြေးတာအဲ့ဒီထမယောနဲ့ရှောက်ပြီးဝေးတာကုန်မှုတဲ့နောက်တရားနာပြေးတာတထေးသားကလည်းတောင်းတလုံးနဲ့မျိုးရိခါလေးရှောက်ပေးမကုန်တထေးချွေးမလေးကလည်းလိုရိတလုံးနဲ့အတရားလေး၌လူမကုန်အမလေးကျိုးယောက်ျားကလည်းထုံသွားတစ်ချောင်းနဲ့ထွက်ထွန်းတာတရားနာပြေးတာဟော9ချောင်းရထင်တယ်ဗျာဒါတော့အဲ့ဒီတထေးကဥကိုအကြောင်းပြုပြီးတော့ဇဘူဒိတ်တကျွန်းလုံးငတ်ပြတ်နေတဲ့ဒုဝိကန္ဒရကကြီးသမင်းတနတ်စာလေးနဲ့ကဲနိုင်ခဲ့တဲ့ဆိုတာသိရသဖြင့်တရားတရားပေါက်ကြပါစေမန္တလေးမြို့မှာရှိတဲ့ဝါဝါတွေဝင်ထိန်ပြီးတော့ယခုလိုတတ်တမြသင်ကြားပြီးတော့တရားဓမ္မတွေဖောက်တဲ့ချဖယားအဆုံးမတွေမပြောက်ပြက်အောင်ထမ်းဆောင်နေရတဲ့တန်ဃာတော်အရှင်မြတ်များစေတနာထားပြီးတော့မန္တလေးရှင်မြို့တော်ကြီးကဝအောင်ကျွေးနိုင်ကြပါစေဒါပဲတွတ်တွတ်ဆူတောင်းရမှန်လားတရားနာပိဋကကြီးတိုင်းခါကြောင့်တရားနာပိဋကရေမဟာဒုတ်တင်မကဘူးခမရတို့ပေါ်စေတနာပို့ပြီးကျုပ်ဒီဇတ်ထုတ်တထုတ်အပြေးလွှာခတ်တုတ်တုတ်ဟောရတာနော်နောက်ပိုင်းကြတော့မဟုတ်ဘူးဟုတ်တယ်ဇွညင်းမဲ့ဆိုတာကျုပ်ဟောတော့မှဖြစ်တဲ့ဖြင့်အခုခိတ္တရဆိုင်တဲ့အချိန်ခါမှာခမရတို့ဖြတ်ပိုင်းကလေးတွေနဲ့ဖပတိုင်းပေးတော့နဲ့လှူဒန်းညာဗျာကိုင်းနာပါရစီအိုးဗမာရင်းနာမမေ့မလဲရောမပေါ့မဆာတော့တတိတရားခေတံပါရိထမိမိတို့ရီမှန်သမျှလွယ်လင့်တကူရှိလို့မပင်မရလားဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း